Hello အားလုံးပဲမင်္ဂလာပါ Good day all ဒီနေ့ကတော့ဒီလာ imperative sentence ပေါ့ imperative sentence ဆိုတာဘာလဲဆိုတော့တစုံတစ်ယောက်ကကိုယ်တခုခုလုပ်ဖို့ခိုင်းစေတာအမိန့်ပေးတာเนาะအဲ့ဒါကို imperative sentence လို့ခေါ်ပါတယ်เนาะအဲ့တော့ imperative sentence က subject မပါဘူးသူက verb တွေနဲ့ဒီစကားစုတွေစကားလုံးတွေပေါ့เนาะအဲ့ဒါလေးတွေကိုရှင်းပြပြောပြပေးခြင်းတယ်เนาะအဲ့တော့ဒီမှာ imperative sentence က someone give တစုံတစ်ယောက်ကကိုယ်ပေးတယ် and command ဟလာအမိန့်ပေးတယ် or order အမိန့်သို့မဟုတ်တခုခုဟလာလှုပ်ဆောင်မှုခိုင်းတာအဲ့တော့ तू ကဘာလဲဆိုတော့ तू ကဒီ imperative sentence က direct command တိုက်ရိုက်အမိန့်ပေးတာเนาะတိုက်ရိုက်အမိန့်ပေးတာ request တောင်းဆိုတာဒါမှမဟုတ် instruction ခိုင်းစေတာတခုခုပေါ့เนาะအဲ့ဒါကို imperative sentence လို့ခေါ်တယ်เนาะတိုက်ရိုက်အမိန့်ပေးတောင်းဆိုတာ instruction ပေးတာเนาะအဲ့တော့သူ့မှာ positive နဲ့ negative ရိုးရိုးနဲ့ဒီအငင်းဆိုပြီးတော့နှစ်မျိုးရှိတယ်เนาะနှစ်မျိုးရှိတယ်เนาะအဲ့တော့ပုံစံကလည်းနှစ်မျိုးရှိတယ်ဒီ verb b ပေါ့ verb b ကိုသုံးပြီးတော့နောက်က adjective တွေ noun တွေနဲ့လိုက်တာเนาะ sorry ဒီမှာလက်တွေနဲ့ထိပြီးတော့ပြတ်ကုန်အဲ့တော့ b plus adjective เนาะဒါ positive sentence ရှိမယ်ဟဲ့လားပြီးတော့ don't be plus adjective နောက်ကသို့မဟုတ် noun ပေါ့เนาะအဲ့လိုမျိုး negative sentence ဆိုပြီးတော့ဒါဒီ verb b ကိုသုံးပြီးတော့ပြောသွားတာเนาะနောက်တစ်ခုကကြတော့ဒီ main verb တွေအဲ့တော့ main verb တွေကိုသုံးပြီးတော့ပြောတာကအဲ့ဒီ verb တွေရဲ့နောက်မှာ object တို့ adverb တို့လိုက်တယ်เนาะအဲ့ဒါကကြတော့ positive ဒီဘက်ကကြတော့ negative ကကြတော့ don't plus ဟလာ verb plus နောက်ကဟလာ object သို့မဟုတ်တခုခုပေါ့เนาะadverb ပေါ့เนาะအဲ့လိုမျိုးလိုက်တယ်เนาะအဲ့တော့စာကြောင်းလေးတွေဟိုကိုဘယ်လိုပြောသလဲဆိုတာလေးတွေကိုဥပမာလေးပြောပြသွားမယ်เนาะအဲ့တော့ BB ဒီ verb B ရဲ့ original verb ဖြစ်တယ်เนาะအဲ့ဒီ original BB က तू က will ဆိုတဲ့ future tense နောက်မှာဆိုရင် will be ဆိုပြီးတော့သုံးလေးရှိတယ်เนาะသူ့ရဲ့ original ဒီ B present tense မှာကတော့ amiss อ่ะ past tense မှာတော့ was ပဲအဲ့တော့ဒီလို command ပေးတယ် order ပေးတယ် instruction ပေးတဲ့နေရာတွေမှာဆိုရင်ဒီ amiss တွေ was တွေကိုသုံးလို့မရအောင်ဘာကိုသုံးလဲဆိုတော့သူ့ရဲ့ original BB ကိုသုံးတယ်เนาะအဲ့တော့ verb 0ပေါ့เนาะအဲ့တော့ဒီမှာဆိုရင် be nice ဟလာကောင်းမွန်ပါအဲ့တော့ be nice to your friends မင်းရဲ့တငယ်ချင်းကိုကောင်းပါเนาะဟလာ be quiet ကတိတ်ဆိတ်တော့အဲ့တော့ be quiet ဆိုတော့တိတ်နေလို့ပြောတာเนาะအဲ့တော့ be quiet ကဒါ positive အနေနဲ့ပြောတာအဲ့တော့ negative အနေနဲ့ပြောမယ်ဆိုရင်เนาะဒီဘက်မှာဆိုရင် don't be noisy ကစူညံတော့အဲ့တော့ be noisy ဆိုရင်စူညံပါပေါ့စူညံနေကြလို့ပြောတာအဲ့ဒါဥမာမစူညံနဲ့ဆိုရင်ရှေ့မှာ don't လေးထည့်လိုက်တယ်အဲ့တော့ don't be noisy မစူနဲ့အဲ့တော့ be quiet နဲ့ don't be noisy နဲ့ကအဓိပ္ပာယ်ချင်းကတူတယ်ဒီဘက်ကသူကတော့ negative ဟိုဘက်ကတော့ positive ပေါ့နော်အဲ့လိုမျိုးရှိတယ်နော်အဲ့တော့ဒါ adjective လိုက်တာဟလာ be nice ဟလာ be quiet be strong တန်ပါပါ be strong တန်ပါပါနော်ပြောတာနော်အဲ့တော့ဒီမှာ be nice to your friends အဲ့တော့မင်းရဲ့တငယ်ချင်းပေါ်မှာလာကောင်းမွန်ပါတဲ့နော်ကောင်းဆက်ဆံပေါ့နော်အဲ့တော့နောက်တစ်ခုကအဲ့တော့ဒါ adjective တွေလိုက်တာနော်အဲ့တော့ be နောက်မှာ adjective နောက်တစ်ခုကဒီမှာ be there at 5 be there at 5ဆိုတော့ဒါဟိုနေရာကိုပြတာပေါ့နော်အဲ့တော့ be there နော်အဲ့မှာညနေ9:00 နာရီရှိရမယ်ရောက်ရမယ်အဲ့ဒါဆိုတော့ be there at 5 pm be the supermarket at 5 pm ဒါမှမဟုတ်လဲ be the cinema at 5အဲ့လိုမျိုးပေါ့နေရာကိုပြတာနော်အဲ့လိုမျိုးသုံးလို့ရတယ်နောက်တစ်ခုက noun လိုက်လို့ရတယ်နော်အဲ့တော့ be a hero ဟာသူရဲ့ကောင်းစံပါသူရဲ့ကောင်းလုပ်ပါဟလာ be a hero နော်အဲ့လိုမျိုးသုံးလို့ရတယ်ဒါ noun လိုက်တာပေါ့နော်ပြီးသွားတဲ့အခါမှာဟလာ be a stranger တစိမ့်စံလိုက်ပါเนาะအဲ့တော့ be a stranger be a hero be a doctor ဆရာဝန်လုပ်ပါအဲ့လိုမျိုးပေါ့เนาะအဲ့တော့ be there at 5ဆိုတော့အမှ9 နာရီရှိပါเนาะပြီးတဲ့အခါမှာ be careful ဆိုတော့တတိထားလို့ပြောတာเนาะဟလာ don't be careless ဟလာဒီဘက်မှာ negative အနေနဲ့ဆိုရင်တော့ don't be careless နဲ့သူအဓိပ္ပာယ်သွားတူတယ် be early ဆိုတော့စောပါလို့ပြောတာနောက်မကြနဲ့ပေါ့လားနောက်မကြနဲ့စောပါဆိုတော့ be early အဲ့တော့ဒီဘက်မှာဆိုရင်တော့ don't be late ပေါ့အဲ့တော့ don't be late နဲ့ be early နဲ့ကအဓိပ္ပာယ်ချင်းကတူတယ်ဒီဘက်ကတော့ negative အနေနဲ့ပြောတာဒီဘက်ကတော့ positive အနေနဲ့ပြောတာเนาะအဲ့လိုမျိုးသုံးလို့ရတယ်အဲ့တော့ဒါက verb be နဲ့ adjective ကိုသုံးပြီးတော့အမိန့်ပေးတာဟလာ be nice to your friend ဟလာ be quiet ဟလာတိတ်နေပါ
နော်အဲ့တော့ be there at 5ဆိုတော့9နာရီမှာရှိပါဒါလေးတွေက adjective ကို verb be နဲ့တွဲပြီးတော့ဒါဒီလိုမျိုး imperative sentence တိစောက်ပုံလေးတွေနော်နောက်တစ်ခုကဒီဘက်မှာ negative နော်အဲ့တော့ negative ကိုပြောမယ်အဲ့တော့ negative ဆိုတော့ don't be plus adjective အဲ့တော့ don't be sad ဝင်မနေနဲ့အဲ့တော့ be sad ဆိုရင်ဝင်နေပါ don't be sad ဆိုရင်တော့ဝင်မနေပါနဲ့နော် don't be late နောက်မကြပါနဲ့ don't be noisy မဆူညံပါနဲ့နော်အဲ့တော့ don't be lazy မပြင်းပါနဲ့နော်အဲ့တော့ဒီဘက်မှာဆိုရင် don't be sad ဆိုရင် be happy ပျော်ရွှင်ပါနော်အဲ့နောက်ပြီးတော့ဒီမှာ don't be shy မရှက်ပါနဲ့ဟုတ်လား don't be shy don't be rash ဆိုတော့အလင်းမလိုပါနဲ့နော်အဲ့တော့ don't be rash ဆိုတော့အလင်းမလိုပါနဲ့ဆိုတော့ပြီးတော့ပြောချင်တာနော်အဲ့တော့ don't be a stranger တစိမ့်မဆန်ပါနဲ့ဟုတ်လား don't be a stranger တစိမ့်မဆန်ပါနဲ့တရေကောင်းမလုပ်ချင်ပါနဲ့ don't be a hero တကယ်သူရဲကောင်းမဆန်ချင်ပါနဲ့နော်ဟုတ်လားသူရဲကောင်းမလုပ်ပါနဲ့ဟုတ်လားတစိမ့်မဆန်ပါနဲ့ don't be a stranger နော်အဲ့တော့don't be a lover ရည်စားမလုပ်ပါနဲ့ဟုတ်လားအဲ့လိုမျိုးလေးပေါ့နော်ဒါက verb be တဲ့ adjective နော်ဒီမှာဆိုရင်ဒါနေရာကိုပြောသွားတာနော်ဒါကကြတော့ hero တို့နော် stranger တို့ဒါလေးတွေကနောက်က noun လေးတွေနဲ့ဒါဒီ imperative sentence တိစောက်ပုံ positive နဲ့ negative ကိုပြောသွားတာအဲ့ဒါပြီးတော့နောက်တစ်ခုကဟလာဘာလဲဆိုတော့ verb တွေနဲ့နော်အဲ့တော့ verb တွေနောက်မှာဘာတွေလိုက်လဲဆိုတော့ object ဒါမှမဟုတ် adverb တွေလိုက်လေးရှိတယ်နော်ဟလာနော်အဲ့တော့ဒီမှာပြမယ် stop that ရက်လိုက်အဲ့ဒါကိုရက်လိုက် stop that အဲ့ဒါကိုရက်လိုက်ဟလာ do it later အဲ့ဒါကိုနောက်မှလုပ် do it later အဲ့တော့ဒီမှာ stop တို့ do တို့ throw တို့ put တို့ turn on တို့အဲ့ဒါတွေက verb တွေအဲ့တော့ရှေ့မှာ please ထည့်လဲရတယ်ဟုတ်လား stop that please အဲ့တော့ please ကရှေ့မှာပဲထားနောက်မှာပဲထားကြိုက်တဲ့နေရာမှာထားလို့ရတယ်အဲ့တော့ stop that အဲ့ဒါကိုရက်လိုက်ဟုတ်လားပြီးတော့ throw the rubbish အမှိုက်တွေပြစ်လိုက်နော် throw the rubbish အနောက်က rubbish ဒီ object ပေါ့နော်အဲ့တော့ object အဲ့တော့ throw the rubbish အမှိုက်တွေကိုပြစ်လိုက်ဟုတ်လား put the book စာအုပ်ကိုထားပါဘယ်မှာလဲ on the table ဇွဲပေါ်မှာထားပါဟုတ်လား put the book on the table cook the rice ဆိုထမင်းချက် fry the vegetable ဆိုရင်အသီးရွက်ကြော်ခိုင်းတာအဲ့တော့ fry the vegetable with egg ဟာကြက်ဥနဲ့အသီးရွက်ကြော်ဒါမှမဟုတ်လဲ fry the vegetable with chicken ကြက်သားနဲ့ထမင်းကြော်ပါနော်sorry ဟိုကအရွက်ကြော်ပါဟုတ်လား fry the rice with vegetable အဲ့တော့ထမင်းကိုအရွက်အသီးရွက်နဲ့ကြော်ပါနော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ turn on the light please နော် turn on the light please ဆိုတော့မီးဖွင့်ပါမီးပိတ်ပါဆိုရင်တော့ turn off the light please မီးပိတ်ပါဟလာ turn on the TV ဆိုရင် TV ဖွင့်ပါဟလာ switch on လည်းသုံးလို့ရတယ် turn on လည်းသုံးလို့ရတယ်နော်နှစ်မျိုးလုံးသုံးလို့ရတယ်ဟလာငါ့ကိုပန်းတီးလေးလက်လှမ်းလိုက်ပါပေါ့မြန်မာလိုဟလာလှမ်းပေးပါဆိုရင် please pass me an apple ပန်းတီးတစ်လုံးငါ့ကိုပေးပါဟလာ please pass me an apple ဟလာအဲ့တော့ please give me a water bottle ဆိုငါ့ကိုရေတပူပေးပါနော်ဟလာ please give me the key ဆိုရင်ငါ့ကိုတော့ပေးပါနော်ဒါဒီ positive အမိန့်ပေးတဲ့ဒီစာကြောင်းအဲ့ဒါကို imperative sentence လို့ခေါ်တယ်အင်္ဂလိပ်လိုကတော့နော်အဲ့တော့ဒီမှာ negative အနေနဲ့အမိန့်ပေးတာမလုံးနဲ့မသွားနဲ့မစားနဲ့မလာနဲ့နော်အဲ့လိုမျိုးတွေဆိုရင်ဒီမှာ don't plus verb plus ဟလာ object တို့ဟလာနောက်ပြီးတော့ဟို adverb တို့ဖြစ်နိုင်တယ်ဟလာအဲ့ဒီမှာဆိုရင် don't shout please မအော်ပါနဲ့ဟလာ don't shout please မအော်ပါနဲ့ don't go out at night ညဘက်မှာအပြင်မထွက်ပါနဲ့เนาะအဲ့တော့ don't go out ဆိုတော့အပြင်မထွက်ပါနဲ့နောက်မှာအချိန်ထည့်လိုက်တယ် at night don't go out at night ညဘက်အပြင်မထွက်နဲ့ဟလာ don't do it now အခုမလုပ်နဲ့အောင် don't do it now အခုမလုပ်နဲ့အောင်เนาะဒီကိုမလာနဲ့ don't come here အဲ့တော့ here ဒီဒါနေရာကိုပြတဲ့ adverb เนาะအဲ့တော့ don't
come here ဒီကိုမလာနဲ့အဲ့ဒီကိုမသွားနဲ့ဆိုတော့ don't go there နော်အဲ့ကိုမသွားနဲ့ TV ကိုမကြည့်နဲ့အောင် don't watch TV now နော်အဲ့ဒီမှာ don't watch TV now ဟလာငါ့ကိုစင်ကြေမပေးနဲ့ဆိုတော့စင်ကြေက excuse ဟလာတော့ don't give me an excuse ဟလာ don't give me an excuse ငါ့ကိုစင်ကြေမပေးနဲ့နော်ဟောဒါလေးတွေက imperative sentence လေးတွေအဲ့တော့ imperative sentence ကနှစ်မျိုးသုံးလို့ရတယ် positive ရယ် negative ရယ်နော်အဲ့တော့တစ်ခုပြောတော့မယ်ဆိုရင်ကိုပြောခြင်းနဲ့ဟလာအကြောင်းအရာဒီ adjective လား verb လားအဲ့ဒါလေးတွေကိုကိုကခွဲသိတယ်ဆိုရင် be သုံးရမှာလားဒီတိုင်း verb ကိုသုံးရမှာလားသိသွားမယ်နော်အဲ့တော့ဟလာ come here ဆိုရင်ဒီကိုလာပါဟလာ don't come here ဆိုရင်ဒီကိုမလာပါနဲ့နော်အဲ့တော့ go there အဲ့ဒီကိုသွား don't go there အဲ့ဒီကိုမသွားနဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့ don't cook ဟလာ don't cook dinner tonight ဒီညစာမချက်နဲ့ဟလာ cook dinner tonight ဆိုရင်ဒီညစာချက်နော်အဲ့တော့take off your shoe ဆိုရင် take off your shoe ဆိုရင်မင်းဖက်နဲ့ချိုးလို့ပြောတာမင်းရဲ့ shoe ဖက်နဲ့ကိုချိုးလို့ပြောတာနော်အဲ့တော့ wear the hat ဟလာ wear the hat ဆိုရင်ကျတော့ဥထုပ်ဆောင်ပေါ့အဲ့လိုမျိုးပြောတာနော်read the news ဟလာသတင်းဖတ်ပါနော်အဲ့သတင်းဖတ်ပါအဲ့လိုမျိုးလေးတွေနော်အဲ့တော့ bring a cup of tea အဲ့ဒါဆိုရင်လက်ဖေးတစ်ခွက်ယူလာခဲ့နော်အဲ့လိုမျိုးဒါလေးတွေကအမိန်ပေးတာနော်ဟိုသွားဆိုရင် go ဟလာ go there မသွားနဲ့ဆို don't go there နော်အဲ့လိုမျိုးဒါ positive negative ကိုသုံးပြီးတော့ဒီ imperative sentence တိဆောက်ပုံလေးတွေကိုဒါပြောပြတာပါအဲ့တော့ဒီလေ့ကျင့်ခန်းလေးတွေကိုယ့်ကိုလုပ်ကြည့်လို့ရတယ်ပြီးရင်လေ့ကျင့်ခန်းလေးတွေတင်ပေးမယ်အဲ့တော့ verb be နဲ့ adjective မြန်မာလိုအင်္ဂလိပ်လိုပေါ့နော်အဲ့ဒါဆိုကိုယ့်အတွက်ပို့ပြီးတော့ဟိုဖြစ်သွားမယ်အဲ့တော့ဒီမှာဆိုရင် take your time အဲ့ဒါအချိန်ယူပါပေါ့ဟိုပါပေါ့ဟိုမလောနဲ့ပေါ့အဲ့တော့ don't be rush ဆိုရင်ဒီမှာ don't be rush take your time နော်အဲ့တော့ don't be rush မလောပါနဲ့ take your time အချိန်ယူပါလို့ပြောတာနော်အဲ့လိုမျိုးသုံးလို့ရတယ်နော်အဲ့တော့ be there cinema at 6ဟလားအဲ့ဒါဆိုရင်6နာရီရုပ်ရှင်ရုံမှာရှိရမယ်ရှိပါเนาะအဲ့လိုပြောတာเนาะကဲတော့အားလုံးပဲအဆင်ပြေကြပါစေ have a nice day bye bye